မနက်အစောကြီး3နာရီချိန်တရုတ်နိုင်ငံဟီနန်ပြည်နယ်ကစားတောက်ဆိုင်လေးတစ်ခုစီကိုမီးငိမ့်တက်ရင်းနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအပြီးတက်လာတဲ့မီးတပ်သမားတစုရောက်ရှိလာခဲ့ပါတယ်။သူတို့တွေဟာတကယ့်ကိုပင်မနွမ်းနယ်နေကြပြီးဘိုက်လဲအတော်လေးစားလောင်နေတဲ့ပုံပါပဲ။သူတို့တွေအားပါတရားစားတောက်နေချိန်မှာပဲဘေးနားကဝိုင်းမှာတယောက်တည်းထိုင်စားနေတဲ့အမျိုးသားတယောက်ကသူတို့ကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်။သူဟာစားတောက်ပြီးနောက်ဆိုင်ရှင်စီကိုတွားပြီးမီးတပ်သမားတွေရဲ့ကြတင်ငွေအားလုံးကိုကြိုတင်ရှင်းပေးခဲ့ပါတယ်။ဆိုင်ရှင်ကသူတို့ကိုပြောလိုက်ရမလားလို့မေးတဲ့အခါမှာတော့အဲ့ဒီအမျိုးသားကမပြောဖို့နဲ့အတန်တိတ်ပဲနေဖို့လက်ဟန်ချေဟန်နဲ့တားမြစ်သွားခဲ့ပါတယ်။မိနစ်အနည်းငယ်အကြာမှာပဲနောက်ထပ်အမျိုးသားတယောက်ဟာလည်းမီးတပ်သမားတွေအတွက်ပတ်စံရှင်းပေးဖို့ဆိုင်ရှင်စီရောက်လာပြန်ပါတယ်။ဒါပေမဲ့တယောက်ကရှင်းသွားပြီဆိုတာသိလိုက်ရတဲ့အခါသူကမီးတပ်သမားတွေအတွက်အပိုစားစရာတွေနဲ့အေးတွေကိုထပ်မံဝယ်ယူဒါနပြုခဲ့ပါတယ်။မိသက်သမားတွေစားတောက်ပြီးလို့ပတ်စံရှင်းဖို့ပြင်းတဲ့အခါမှာတော့ဆိုင်ရှင်ကသူတို့အတွက်အရာအလုံးကိုအမိမတိစေတနာရှင်တွေကရှင်းပေးသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒီလိုမမျှော်လင့်ပဲရရှိလိုက်တဲ့စေတနာမေတ္တာတွေကြောင့်မိသက်သမားတွေဟာအံ့အားသင့်ပြီးစိတ်လှုပ်ရှားဝမ်းသာခဲ့ကြရပါတယ်။ သင်တို့ရဲ့အမြင်လေးကိုလည်းပြောသွားခဲ့ပါဦး။